ကျွန်တော်တို့ရဲ့ဒီကဲလို့ကျွန်တော်တို့ရေဂျီဒေတာမှာရှိတော့ကချင်ရှားတရုတ်နဲ့မိုင်းတာစအားလုံးပြည်သူလူထုအနေနဲ့ကတော့ကျွန်တော်တို့ကညီကိုမောင်ကျွန်တော်တို့ညီကိုလူပဲအားလုံးကမေးတန်းသူတို့ကဆူဆူစီစီနဲ့ပဲကျွန်တော်တို့နေကြတယ်နေရတဲ့လက်ဖြစ်ပါတယ်အဲဒါကြောင့်ကျွန်တော်တို့ရဲ့ဒေတာမှာရှိတော့ဖြစ်ပေါ်နေတဲ့အမှုကိစ္စတွေအဆအအရာရာအားလုံးပေါ်မှာလည်းမိဘလူကြီးများအနေနဲ့လည်းကျွန်တော်တို့ကိုပြီးမှအရှင်ပြေအောင်ကျွန်တော်တို့ပြည်လျာပြည်လေကြောင်းအနေနဲ့လည်းဆံပြေပြီးမှအကြံပြုဝေဖို့အတွက်လည်းကျွန်တော်လိုအပ်ပါတယ်ကျွန်တော်တို့ရှင်မဝင်ကြီးလိုအပ်ပါတယ်ကျွန်တော်တို့2019ခုနှစ်ဖြစ်တဲ့၄လပိုင်း၄ရက်နေ့မှာဒီနေ့လိုပဲကျွန်တော်မိဘများအားလုံးနဲ့ဆုံဆုံညီညီနဲ့ဆုံတွေ့ပြီးတော့ဒီအစားအစာများကိုစားတော့ဖို့အတွက်ကကျွန်တော်တို့အားလုံးအတွက်ဖြစ်ပါတယ်အဲ့ဒီအစားအစာတွေကိုလည်းကျွန်တော်တို့ဒါပဲဖြစ်ကချင်ယူရအနေနဲ့ချက်ပြုထားခြင်းဖြစ်ပါတယ်ကျွန်တော်တို့အားလုံးကအားရဆိုတဲ့အားလုံးကိုကြည့်ကြပါစို့ကျွန်တော်ရဲ့စကားအဆုံးသတ်ပါလေကျွန်တော်တို့ဒီနေ့ချင်းတင်းတော်ကတရုတ်ဆရာဘုဒ္ဓကြာဖြစ်ပါတယ်ဆုတောင်းကြပါစို့မိသားတော်ရှင်မိတော်ဖန်ဆင်းခြင်းအဖဘုရားသခင်ကျေးဇူးတော်မြတ်သည်အားလုံးများအရောက်စီတိုင်းကိုအောင်းကြီးမြတ်ပြပါပါ၏ပြပါစေပါ၏ယနေ့လိုပဲညာတော်ဝိညာဉ်တော်များကိုသိစေပေးတဲ့တော်နိုင်လို့ပြီးမြတ်ကြောင့်တပါးပြီးတော့ယေဒီပိုင်ရှိပြီးယေရှုရဲ့နာမတော်နဲ့ယုံကြည်လေးနဲ့ဆိုတာအဖြစ်ဒီကဲတော့ဒီကိန်းတော့အစအစများကိုထောက်ပို့ကြပါမယ်အာမင်အစာအာဟာရတွေစက္ကန့်စတောင်းခြင်းနဲ့ကျုံဆိုလို့ခေါ်ဆက်စကားပြောကြပြီးပါတော့အဖသင်းအောင်ဆရာကြီးအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်ဆက်လက်၍စီယာလွယ်ကျဲကချင်နှစ်ချင်းခရိယာအတင်းတော်မှာကချင်ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာခေအောင်နဲ့ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌဦးထွန်းတင်အားကချင်ရိုးရာတာပိတ်အပ်ချင်းမြင့်သွားမှာဖြစ်ပါတယ်ရှင်ပေးရချင်းမြင့်ပေးပါရန်အဖတရုတ်ဆရာကြီးလေးစားစွာဖြင့်ပန်ကြားအပ်ပါမယ်ရှင်လွယ်ကျဲကချင်နှစ်ချင်းခရိယာအတင်းတော်မှာကချင်ရိုးရာတာပေးအပ်ချင်းမြင့်ပေးမှာဖြစ်ပါပြီလေးစားရပါတော့ကချင်ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာခေအောင်နဲ့ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌဦးထွန်းတင်ရှင်လက်ခံပေးပါရန်လေးစားစွာဖြင့်ပန်ကြားအပ်ပါလိမ့်ရှင်မပဲကျေးဇူးတင်ပါတယ်ရှင်ဆက်လက်၍ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌဦးထွန်းပြင်ရှင်ကချင်ရိုးရာတာလက်ခံပေးပါရန်လေးစားစွာဖြင့်ပန်ကြားအပ်ပါမယ်ရှင်
衣服看我这边，看我这边，衣服看是不是这边？我去，看是不是？我去。没事没事，这我懒着就。